မင်္ဂလာနှစ်သစ်ပါ1389ခုနှစ်သစ်ကာလအခါသမယမှာမြန်မာနိုင်ငံသူနိုင်ငံသားများကမ္ဘာသူကမ္ဘာသားများအားလုံးဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်စိတ်နှပြကြမ်းကြမ်းမာမာချမ်းချမ်းသာသာဖြင့်မိတို့၏ခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ကြပါစေကကြီးသုံးပါရန်သူမျိုး၅ပါးဘေးတို့မှကင်းဝေးချမ်းသာကြပါစေဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်၍စည်းစိမ်ချမ်းသာများတိုးပွားနိုင်ကြပါစေလူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းချင်းချင်းကင်းရှင်းကြပါစေတဦးနဲ့တဦးကောင်းကျိုးလိုလားသောစေတနာမေတ္တာများအပြန်အလှန်ထားရှိနိုင်ကြပါစေလောကအကျိုးလူအကျိုးများကိုသယ်ဖို့ဆောင်ရွက်နိုင်ကြပါစေကိုယ်စိတ်ချမ်းသာခြင်း၏အကြောင်းကောင်းမြတ်သောခတ်သိမ်းဥသောအလုံးစုံသောမင်္ဂလာအပေါင်းတို့ဖြစ်တည်နိုင်ကြပါစေခတ်သိမ်းကုန်သောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အမြဲမပြတ်ဆောင်းလျှောက်ကြပါစေယတနာသုံးပါးဤတကုတေဇောမေတ္တာအာနုဘော်တော်တို့ကြောင့်နေရောညင်မှာဘေခါမပြတ်အခါခတ်သိမ်းကိုယ်စိတ်နှပြငြိမ်းအေးချမ်းသာခြင်းရှိကြပါစေကုန်သတည်း